ဒီခလုတ်အသေးလေးကိုမြင်လားဒါကိုအောက်ဘက်နှိပ်လိုက်ပါဒါဆိုရင်ညဘက်ကားမောင်းတဲ့အခါအလင်းစုတာကိုဘယ်တော့မှစိုးရင်စရာမလိုတော့ပါဘူးဒီအကာပြားကိုမြင်လားဒါကိုအောက်ကိုဆွဲချလိုက်ပါအထဲမှာစနစ်အသေးလေးတစ်ခုပါရှိပါတယ်ဒါကိုဘေးဘက်ကိုအသားလေးလှည့်ပေးလိုက်ပါဒါကဘေးကလာတဲ့နေရောင်ကြီးကိုကာကွယ်ပေးနိုင်ပါတယ်ဒီခါဘက်ကိုမြင်လားအထဲမှာစနစ်အသေးလေးတစ်ခုပါရှိပါတယ်ခါဘက်ရဲ့အနစ်အမြင့်ကိုချိန်ညှိဖို့ဒါကိုညှိပေးပါလာကြည့်လိုက်ပါအောင်စတီယာရင်ဘီယောက်မှာခလုတ်အသေးလေးတစ်ခုရှိပါတယ်ဒါကိုအောက်ကိုဆွဲချလိုက်ပါအရှိအနောက်နဲ့အနစ်အမြင့်ကိုစိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်ဒီခလုတ်အသေးလေးကိုမြင်လားခေါင်းအုံကိုဖြုတ်ဖို့ဒါကိုနှိပ်လိုက်ပါပြီးရင်သူ့ကိုဒီလိုမျိုးပြောင်းပြန်တက်ပေးလိုက်ပါဒီလိုဆိုရင်ကားထဲမှာအိတ်တဲ့အခါတကယ်ကိုတတ်တင်တတ်တာရှိစေမှာပါနောက်ဆုံးအနည်းနဲ့တကယ်လို့ကားထဲမှာပိတ်မိနေပြီးအပြင်ထွက်မရရင်ဘာလုပ်မလဲနောက်ထိုင်ကုန်မှာခလုတ်တစ်ခုပါရှိပါတယ်ခုံကိုအရှိကိုလှန်ချဖို့ဒါကိုနှိပ်လိုက်ပါပြီးရင်ကျမတို့နောက်ဖုံးတွေကိုတိုးဝင်သွားနိုင်ပါတယ်နောက်ဖုံးတကားမှာခလုတ်တစ်ခုပါရှိပါတယ်ကြည့်လိုက်ပါဒါပါပဲညားပြထားတဲ့အတိုင်းအသားလေးတွန်းလိုက်ရုံပါပဲအရေးပေါ်ထွက်ပြေးဖို့အတွက်နောက်ဖုံးကပွင့်သွားပါလိမ့်မယ်ဒီအချက်အလက်တွေကတကယ်ကိုအသုံးဝင်နေမလားကျမကတော့ကလဲရပါကားအကြောင်းနားလေဖို့ကျမကိုဖုန်းလို့လုပ်ထားလိုက်ပါဦးနော်